ဒီနေ့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့အကြံပေးခြင်းတယ်နော်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဥပမာအပြင်တနက်ပြစ်မဲဆိုလို့ရှိရင်တနက်ပြစ်တဲ့တင်တန်းအောင်တက်ဖို့လိုတယ်ကားမောင်းမဲဆိုလို့ရှိရင်ကားမမောင်းခင်မှာကားမောင်းတာနဲ့ပတ်သက်တဲ့တင်တန်းအောင်တက်ဖို့လိုတယ်အိမ်အောင်ပြုတ်မယ်ဆိုလို့ရှိရင်လည်းအိမ်အောင်ရေးနဲ့ပတ်သက်တဲ့တင်တန်းအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ပညာပေးရေးထားတဲ့စာအုပ်တွေကိုအများကြီးဖတ်ဖို့လိုတယ်အများစုကအဲ့လိုမဖတ်ဘူးเนาะစိတ်လည်းမဝင်စားဘူးဟိုသမီးသားဖြစ်တဲ့အချိန်မှာမှုန်ပြီးတော့ယူပလိုက်တာပဲเนาะဆိုတော့အဲ့နောက်ပိုင်းကျတော့ပြဿနာတက်သွားတော့နှစ်ယောက်စလုံးတနာဖို့ကောင်းပါလေเนาะယောက်ျားလေးပဲဖြစ်ဖြစ်အထူးသဖြင့်မိန်းကလေးတွေပို့ပြီးတော့ဟိုစိတ်မကောင်းစရာဖြစ်တယ်ဆိုတော့အိမ်တော်ရဲ့အစီအမံမပြေတဲ့ခါမှာမိန်းကလေးတွေရဲ့တဘာဝကျွန်တော်ပြောတာမှားကျွန်တော်မှားမယ်ယောက်ျားတွေထက်စားလို့ရှိရင်အတိတရားနဲတယ်တို့ကနော်ယောက်ျားတွေတော့အုံတော့မကောင်းလို့ပဲပြောရမယ်မိန်းကလေးအများစုကနောက်ပြီးတော့သူတို့စိတ်မှသူတို့ခံနိုင်ရမရှိဘူးတို့ကဆိုတော့အိမ်အောင်ကြီးကငရဲလို့ပဲတကယ်တည်းတိတိကျကျကိုကမကင်တွယ်နိုင်ဘူးဆိုရင်အိမ်အောင်ကြီးကငရဲလို့ပဲဒါကြောင့်မို့အိမ်အောင်မပြုတ်ခင်မှာအိမ်အောင်ပြုတ်ပဲလူကိုကကောင်ဆလင်းလုပ်ဖို့လိုတယ်ဥပမာပတ်စံကဘယ်သူကကင်ပါလဲဟုတ်လားဘယ်မှာနေမလဲပတ်စံဘယ်သူကကင်မလဲပတ်စံရလို့ချင်းဘယ်သူအိမ်မှာနေမလဲเนาะမိဘတွေနဲ့အတူတူနေမလားเนาะအဆရှိတဲ့ဖြင့်ပွင့်လင်းပြောဖို့လိုတယ်အဲ့လိုပွင့်လင်းမပြောဘဲနဲ့တခါတည်းဖုံးထားဖွက်ထားပြီးတော့ပြီးတဲ့ခါကျတော့မှတခါတည်းအဲ့ဒီမှာမင်္ဂလာဆောင်ပြီးတဲ့ခါကျတော့မှတခါတည်းအဲ့ဒီမှာဟိုပေါက်ကြီးရတယ်အကုန်လုံးပေါ်လာအောင်အဲ့ဒီခါကျတော့ဘလို့မှမသားရတော့ဘူးအိမ်အောင်ကြီးอ่ะဆိုတော့အိမ်တော်ကြီးမသားရရင်ဘာတွေဖြစ်လဲဆိုစီးပွားပါဖြစ်တယ်နော်စီးပွားပါဖြစ်တယ်စီးပွားကြီးကစိတ်နဲ့ဆိုင်တယ်အများစိတ်မပျော်ဘူးဆိုရင်ပတ်စံကောင်းကောင်းရှာလို့မရတော့ဘူးပတ်စံကောင်းကောင်းရှာလို့မရတော့ဘူးဆိုလို့ရှိရင်အခြေအနေကပို့ပြီးတော့ဆိုးလာဖို့ပဲရှိတယ်ဒါကြောင့်မို့ချစ်တော်ညီကောင်မောင်နှမတို့အချုပ်အပြင်ပြောချင်တာအိမ်တော်ပြုတ်မယ်ဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့စာပညာပေးတဲ့စာအုပ်တွေကိုပတ်စံကုန်ခံပြီးတော့ဝယ်ဖတ်ပါနော်နောက်ကြမှာဒုက္ခရောက်သွားတဲ့ခါကျလို့ရှိရင်အဲ့စာအုပ်ဖိုးကဘယ်လောက်မှမရှိဘူးဒေါ်လာ10-20လောက်ပဲရှိတယ်နော်အဲ့လိုမဖတ်ပဲနောက်ပိုင်းဒုက္ခရောက်သွားတဲ့ခါကျတော့မှဆိုရင် too late နော်အဲ့လောက်တော့အရင်ဒီကိုကတက်လုံးတဲ့ဒီယောက်ျားဒီမိန်းမကိုယူရမယ်ဆိုလို့ရှိရင်နည်းနည်းပါတော့လေ့လာဖို့လိုတယ်နော်မော်တော်ကားဝယ်သလိုပေါ့ကိုကကားဝယ်မယ်အိမ်ဝယ်မယ်ဆိုလိုက်ပြီးတော့ကြည့်တယ်လေးလာတယ်အထူးသဖြင့်ယောက်ျားမိန်းမကိစ္စမှာအဲ့လောက်ကိုမလုပ်ကြတော့ဘူးเนาะမှုံပြီးတော့ယူပြလိုက်တော့ပြီးတော့မှပြဿနာတွေတက်တာဒါအဲ့ဒီကမှဖျားလည်းကယ်လို့မရဘူးเนาะချစ်တော်ညီကောင်မောင်နှမကျွန်တော်ဆိုရင်ကျွန်တော်မိန်းမမယူခင်မှာကောင်ဆလင်းနဲ့ကျွန်တော်လုပ်တယ်ခေါ်သွားတယ်တနာယူဒေါ်လာ250လောက်သူတို့ charge လုပ်တယ်ကိစ္စမရှိဘူးပေးလိုက်တယ်တခါတလေကိုယူမဲ့ယောက်ျားကိုယူမဲ့မိန်းမကိုယ့်ကိုဓာတ်ရိုက်ပြောလို့မရတဲ့စကားတွေအများကြီးရှိတယ်မိန်းကလေးလည်းထုံနေ၎င်းမဲ့ကိုယူခြင်းတဲ့ယောက်ျားကိုဓာတ်ရိုက်မပြောရတဲ့စကားတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီလိုမပြောရဲဘူးဆိုရင်ယူသွားပြီးလို့ရှိရင်ခင်ဗျားတို့စိုးပြီနော်ဘာနဲ့တူတယ်လဲဆိုလို့ရှိရင်အိမ်အောင်ကျသွားပြီဆိုရင်ခင်ဗျားတို့ကဟိုမတဲတဲ့လူမတဲတဲ့ကြားနှကောင်ကိုလှောင်အိမ်ထဲမှာတခါတည်းထည့်ပေးလို့ဆိုလို့ဖြစ်သွားကောအဲ့ဒီထဲမှာခြားကြတက်ကြတော့မယ်ဒီမှာအင်မတန်မှစိတ်မကောင်းစရာဖြစ်တယ်တနာဖို့လည်းကောင်းတယ်လူဘဝကနော်ဒါကြောင့်မလို့ဒီမှာနားထောင်တဲ့ချစ်တော်ညီကောင်မောင်တို့ခင်ဗျားတို့ယောက်ျားယူခြင်းနဲ့မိန်းမယူခြင်းနဲ့ဆိုလို့ရှိရင်ကောင်ဆလင်းတွေလောက်ပါနော်ပြဿနာဆိုတာအိမ်အောင်မကြခင်မှာခင်ဗျားတို့တယောက်နဲ့စိတ်ဆိုးအောင်လုပ်မယူခင်မှာတယောက်နဲ့စိတ်ဆိုးအောင်လုပ်ပြီးတော့အဲ့ဒီစိတ်ဆိုးတဲ့ချိန်မှာဒီလူကဘလို့ပုံစံမျိုးနဲ့ဇာတိပြလာတယ်လေဒီမိန်းမကဘလို့ဇာတိပြလာတယ်ဒီယောက်ျားကဘလို့ဇာတိပြလာတယ်အဲ့ဒါကိုသိအဲ့ဒါခင်ဗျားတို့ကြည့်ဖို့လိုတယ်အဲ့လိုပုံမှန်ခင်ဗျားတို့ဖုံးဖိပြီးတော့တခါတည်းစိတ်ဆိုးအောင်လည်းမဆိုးခြင်းအောင်ဆောင်ပြီးတော့ခင်ဗျားတို့နေပြီးတော့နောက်ယူသွားပြီးတဲ့ခါကျတော့မှအဲ့ဒီမှာအကုန်လုံးဒုက္ခရောက်ကောနော်စီတရာနဲ့ပြောပြတာဖြစ်တယ်နားထောင်သူရောက်စီတဲ့ဖခင်ကောင်းကြီးပေးပါစေအာမင်